အခုလေးနေမဲ့ Samsung Galaxy Fold Series တွေမိတ်ဆက်သွားပြီပေါ့ဗျာဒါတော့ C48 iPhone တွေမထွက်ခင်တကွက်ပြလိုက်ပြီစာအုပ်ပုံစံဖြစ်တယ်လက်တော်ဝါစာပဲရှိရယ်တကယ်ပပပြပြကျွန်တော်တို့ဘလူးနေနေလေးအိုက်ကောင်အဲ့လိုစော့ကျင်စရာလေးလို့ဖြစ်နေတာဒါပေမဲ့သူ့ရဲ့ကင်မရာကကျွန်တော်အရှိမာတဲ့သဘောကျတဲ့ horizontal lock တွေပါလာတယ် super steady တွေလည်းပါလာပြီဆိုတော့ကင်မရာဘိုင်းလည်းလုံးဝမညံ့ဘူးဒါတော့မှ C48 ပဲရှိသေးတယ် C48 Ultra ရှိတယ် Plus Z Flip 8 ဟူးအဆုံးနေကြရပါမိတ်ဆက်တာကတော့နိုင်တွေ bla 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 အများကြီးပေါ့ဗျာဒါပေမဲ့ဒီဖုန်းသုံးလုံးကတော့အရေးအကြီးဆုံးပဲ Ultra နဲ့စရမယ်ဆိုရင်တော့ battery 9000ဖြစ်သွားပြီအရှိက battery မခံဘူးဆိုတာတစ်ချက်လောက်မေးလိုက်တော့ဒီကောင်ဒီ battery ခံလာမယ်ပြီးပို့ပြီးတော့ပါမယ်တခုပဲကျွန်တော်ဇပွဲကမတင်တော့အဲ့လိုခုလုလေးဖြစ်နေမှာ camera bump ဒီတော်တော့ထူတယ်ဒါပေမဲ့ still ဒီကောင်ရဲ့အခြေအနေဒီကောင်းနေတော့မယ်တချို့ခေါက်ဖုန်းလေးရှိရပဲဒီလောက်ထိပါသွားပြီဆိုဖွင့်ရတာခက်တယ်ဒါပေမဲ့ဒီကောင်မှာအဲ့လိုမျိုးအခက်ခဲမရှိဘူးကာဗာတက်လိုက်မယ်ဆိုရင်ပို့ပြီးတော့မှဖွင့်လို့လွယ်သွားအောင်မယ်ဆိုတော့ကျွန်တော်တို့ selfie cam လေးတစ်ချက်ဆွဲကြည့်အရင်တိုင်းမှာပဲအဲ့လိုထူးထူးခြားခြားပြောင်းလဲတာမျိုးတော့မခံစားရဘူးဒါပေမဲ့ still okay rear camera မှာ200 megapixel ပါလာမယ်50 megapixel ပါလာတဲ့ Z4 8ရှိမယ်ဆိုတော့ဒီကောင်ကတော့ new ပဲကျွန်တော်တို့တစ်ချက်ဒီပုံလေးကြီးလည်းရှင်းရိုက်ထားပြီးတယ်အဲ့မှာလည်းတစ်ချက်လေ့လာလို့ရတယ်ပေါ့နော်တခုပြောစရာရှိတာကတော့ကျွန်တော်ပုံမှန်ဆိုရင်တော့ Flip 8 48ဒီလောက်ပဲရှိမှာဒါပေမဲ့ iPhone နဲ့တိုက်ရိုက်ရှင်မဲ့ကောင်ကနာမည်48ဖြစ်သွားတယ်ဆိုတော့48နဲ့ရှင်မဲ့ကောင်မှန်သမျှ48 level ပဲရှိမယ်48 Ultra level ကိုမရှိဘူးဆိုတော့သူတို့ concept ကတော့အဲ့လိုမျိုးပုံစံသွားရတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီကောင်ကတော့ရွေးသမျှ specs အကုန်ပါပဲပြောရမှာတော့ပြင်းတယ်ဗျာ Qualcomm Snapdragon 8 Elite Gen 5 bla 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 ကြိုက်တဲ့လောက်ရွတ်ပေါ့နော်အကုန်ပါမယ် engineering တော်တော်လေးတော့တည်သက်လာတယ်နည်းနည်းလေးခိုးနေရလားအရှိတော် Z4 7နေ65တီတုံးခဲ့တဲ့လူကတော့ကျွန်တော်ထင်တယ်ဒီကောင်ကိုကြော်ပြီးတော့ဒါမျိုးစာအုပ်ပုံစံရွေးပါမလားပေါ့နော်စာအုပ်ပုံစံရွေးတဲ့လူတွေကလည်းဒီဖုန်းကိုကြော်ပြီးတော့စိတ်မဝင်စားဘူးဆိုတော့ Samsung အနေနဲ့ဒီတစ်ခေါက်နှစ်မျိုးစလုံးကတော့ရောင်းရမယ်လို့ထင်တယ်သုံးမျိုးပေါ့ဗျာ Z Flip 8ကျွန်တော်အဲ့လိုဘယ်ဟာကိုဘယ်လိုရွေးမလဲဆိုရင်ကျွန်တော်မျိုး Flip version ပို့သဘောကျတဲ့လူကြတော့လေဒီနှလုံးကိုရွေးပြမှာတော့မဟုတ်ဗျာ Flip 8က Flip ပဲ Wallpaper 8တယ်ဆိုတော့အကုန်လုံးကတော့ Wallpaper 8ကလေးကျွန်တော်တို့မြင်ရတယ်ပေါ့နော်ပေါ်လာဆိုတော့ Flip 8ရဲ့ battery capacity က4300 mAhပဲဆိုတော့ဒါ battery တစ်ရက်လုံးခံနိုင်မဲ့ long lasting ဖြစ်မဲ့ပမာဏလားပေါ့ဆိုတော့တစ်ရက်လောက်တော့ okay လောက်တယ်ကျွန်တော်ရဲ့အရှိမ Z Flip 7 6 5 4တုံးတဲ့အတွေ့အကြုံရဆိုရင်တော့ဒါပေမဲ့ heavy user ရဲ့အနေနဲ့ကတော့ battery ဒီ stay the same လိုမျိုးကြီးအရင်ကြီး improvement ဖြစ်လာမှာတော့မဟုတ်ဘူး Qualcomm ရဲ့ Snapdragon တွေကြောင်းမို့လို့နည်းနည်းလေးပို့ပြီးတော့ battery ခံကောင်းခံလာလိမ့်မယ်ဒါပေမဲ့အရင်ကြီးတော့မမျှော်လင့်စေချင်ဘူးဒါပေမဲ့ဒါမျိုးခောက်ဖုန်းဝယ်မယ်ဆိုရင်ဒါမျိုးသိရမလားအချက်ကလေးရှိရဆိုတာတော့အားလုံးသဘောပေါက်ပြီးမှာပါ develop ဖြစ်လာတာသူ့ရဲ့ဒီ cover display ပဲအဲ့မှာ application အများကြီးသုံးလို့ရပြီ Netflix ကစားလို့အရှိတုန်းကကျတော့ okay app တွေရတော့ရတယ်ဒါပေမဲ့ဒီလောက်မများဘူး maybe ကျွန်တော်တို့ Golot နဲ့ထည့်မလားပေါ့နော် so နာမည်ကြီးမှာကတော့ဒီကောင်ပဲဒီကောင်ဒီနာမည်အကြီးဆုံးဖြစ်မယ်ကျွန်တော်လည်းမြင်မြင်ချင်းကြိုက်တယ်လက်တဝါးစာလောက်ကွက်တီပဲဒီလိုတုံးတာပူတော်မိုက်သေးတယ်ဆက်ဘလက်လားနည်းနည်း mini tablet size လေးပေါ့နော်နည်းနည်းလေးပူပြီး white ဖြစ်တဲ့ခံစားရတယ်ဒါမျိုးပင်ရှည်ရှည်ကြီးမဟုတ်ဘူးဆိုတော့တေးကြတဲ့ကျွန်တော်မှာဒီလိုမျိုး4တွေခောက်ဖုန်းတွေအဲ့လိုသုံးနေကြအလေးထားရှိပြီးသားဆိုတော့အကယ်၍ Z Flip မရွေးဖြစ်ဘူးဆိုရင်ဒါပဲတန်းရွေးပါ okay Ultra တော့ sorry ဒီကောင်ပဲ specs လဲ Ultra နီးပါးရမယ်ဗျာ200 megapixel မလိုဘူးဗျာ50 megapixel နဲ့ okay တယ်ကင်မရာရုပ်ထွက်ဒီ social media ပေါ်တင်ဖို့ဆိုတိတ်ပြီးတော့မကွာဘူးပြီးတော့ဒါမျိုးတွေကင်ကင်မရာလည်းအဲ့လောက်မသုံးဘူးဗျာ that's all right ကျွန်တော်သာဆိုရင်တော့ဒီနှလုံးကိုအတိကပို့ပြီးရွေးဖြစ်မယ်ဆိုတော့တခြားလူတွေအနေနဲ့ရောဘယ်လုံးပို့ပြီးရွေးဖြစ်မလဲအတိကတော့တခြားနိုင်ငံတွေကြိုက်တာနဲ့ရှင်လို့ရတယ်မြန်မာနိုင်ငံ pre-order ဒီအများကြီးပို့ပြီးတော့ဈေးတန်မဲ့လို့ကျွန်တော်ကြားထားတယ်ဆိုတော့ဒါတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်အခုကြည့်နေကြတဲ့သူတွေအနေနဲ့ဘယ်အလုံးရွေးမလဲအောက်က comment လေးမှာတစ်ချက်လောက်မှတ်ခဲ့ပေးပါကျွန်တော်ကဂျွန်ဖြစ်ပါတယ်အားလုံး host ပါ